မြန်မာပြည်ရဲ့မြောက်ဖျားအပိုင်းနေရအမြင့်နေဆိုတော့မြောက်ဘက်မှာမြင့်နေတောင်ကုန်းတွေရှိတယ်တစ်တောတွေရှိတယ်အေယာဝတီတို့ချင်းတွင်းတို့ဆိုအဲ့ဒီကနေစပြီးစီစဉ်ရတာ upstream မှာတဘာဝပတ်ဝန်းကျင်တွေပြက်လာပြီတောတွေမရှိဘူးတောင်ကတုံးတွေဖြစ်သွားပြီအေယာဝတီမြစ်ချင်းတွင်းမြစ်ရဲ့မြစ်ဖျားတွေမှာရေစုဆောင်းပေးမဲ့တောတွေမရှိတော့ဘူးဆိုရင်ဒီအေယာဝတီမြစ်ချင်းတွင်းမြစ်ကြီးဖြတ်သွားတဲ့အလဲပိုင်းဒေသနဲ့ဟိုမြို့ဝကျွန်းပေါ်အောက်ပိုင်းဒေသတွေမှာစောစောပြောတဲ့ downstream ဆိုတဲ့ဒေသတွေမှာအကျိုးသက်ရောက်မှုတွေဆိုးရတဲ့အကျိုးသက်ရောက်မှုတွေအများကြီးဖြစ်နိုင်တာပေါ့တဲ့ပထဝီအနေထားအရရှိတဲ့ရှိလိုက်တဲ့နေရာမှာတောတွေမရှိတော့ဘူးသဘာဝပတ်ဝန်းကျင်တွေပြက်စပြုလာတယ်ဓာတ်တုတူးခဲ့ဆိုတဲ့မြေကြီးတွေဖွာရတာပေါ့နက်နက်ကြီးတွေတူးကြတော့မြေစာတွေထွက်တာပေါ့ဒီတွင်းရနေပြီးတော့ဓာတ်တုတွေရပြီးရင်ပြန်ဖို့ရမယ်အစားနောက်တွင်းကိုဆက်လုပ်ကြလူနေအင်ဂျီတွေဒုက္ခရောက်တယ်လို့ပဲစိုက်ခင်းပြိုးခင်းတွေဒုက္ခရောက်တယ်ရေချောင်းတွေကျင်းသွားတယ်နှုံးတွေပို့ပြီးနေရာဒီမှာတဲတောင်တွေပေါ်လို့ဒီလိုဒုက္ခတွေအကျိုးဆက်တွေဆက်ဆက်နေတာပေါ့တစ်ပင်တစ်တော့မြို့မှာနေတဲ့လူတွေကလည်းကိုမြို့မှာစိမ့်စိမ့်ဆူဆူမြို့ပတ်ဝန်းကျင်မှာစိမ့်စိမ့်ဆူဆူဖြစ်အောင်တစ်ပင်တွေစိုက်ကြဖို့ဆိုတဲ့တာဝန်ကတော့အနည်းဆုံးရှိတာပေါ့ဟောဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့ရနိုင်ပြီနော်ဒီဖုန်းလေးကအကောင်းဆုံး shopping mall Mercury your shopping partner အဲ့တော့ဒုဗမာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်အကြောင်းပြောမယ်ဆိုရင်တို့အရင်ဆုံးသတိထားမှာတော့ကိုယ်နိုင်ငံရဲ့ပထဝီအနေထားပေါ့အဲ့တော့ဒုနိုင်ငံကမြန်မာပြည်ရဲ့မြောက်ဖျားအပိုင်းနေရအမြင့်နေဆိုတော့မြောက်ဘက်မှာမြင့်နေတောင်ကုန်းတွေရှိတယ်တစ်တောတွေရှိတယ်အေယာဝတီတို့ချင်းတွင်းတို့ဆိုအဲ့ဒီကနေစပြီးစီစဉ်ရတာအဲ့ဒီကနေမြစ်ဖျားခံရတာအဲ့တော့အဲ့လိုမြောက်ပိုင်းဒေသကနေတခါဗမာပြည်အလယ်ပိုင်းဖြတ်လာတယ်နောက်တောင်ပိုင်းဒေသကနေပင်လယ်ထဲကိုဝင်သွားတယ်ပေါ့မြစ်တွေချောင်းတွေအဲ့တော့သူ့ရဲ့ပထဝီအနေထားမြောက်ပိုင်းကမြစ်နဲ့အလယ်မှာလွန်ပြင်တွေတွေ့မယ်နောက်တစ်ဖြည်းဖြည်းနဲ့ကမ်းရိုးတန်းဒေသကိုဆင်းသွားတာပေါ့အေယာဝတီတို့မွန်တို့ဘာတို့မှာပင်လယ်ထဲကိုဆင်းသွားတာပေါ့နော်အဲ့ဒီပထဝီအနေထားရကြည့်လို့ရှိရင်မြောက်ပိုင်းဒေသရဲ့အရေးပါမှုမှန်းကြည့်လို့ရတယ်အဲ့တော့အသုံးနှုန်းရပြောရရင်တော့ upstream လို့သုံးတာအေယာဝတီတို့ချင်းတွင်းမြစ်တွေရဲ့ upstream အပေါ်ပိုင်းရေဝေရေလဲဒေသပေါ့နော်ဒီမန္တလေးတို့မကွေးတို့ပဲခူးတိုင်းတို့စသဖြင့်ရန်ကုန်တိုင်းတို့မြို့ဝကျွန်းပေါ်ဒေသတွေကတော့ downstream လို့ခေါ်တော့ရေဝေရေလဲဒေသရဲ့အခေါ်အရရေတွေကိုစတင်စုဆောင်းပေးတဲ့ဒေသတွေကို upstream တဖြည်းဖြည်းအဲ့ဒီရေတွေဖြတ်စီးသွားပြီးနောက်ဆုံးပင်လယ်ထဲရောက်သွားသည့်အထိဒေသတွေကို downstream ပေါ့ဒီလိုမြစ်ရဲ့အောက်ပိုင်းပေါ့မြစ်ရဲ့အထက်ပိုင်းပေါ့ဒီလိုအဲ့တော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုကြည့်မယ်ဆိုလို့ရင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကကြည့်မယ်ဆိုရင်ရေဝေရေလဲရှုထောင့်ကကိုယ်နိုင်ငံရဲ့ပထဝီအနေထားကိုသိမှဆွေးနွေးလို့ပို့ပြီးတော့ပြည့်စုံတော့မျက်စိထဲမြင်တာပေါ့နော်အဲ့တော့ upstream မှာတဘာဝပတ်ဝန်းကျင်တွေပြက်လာပြီတောတွေမရှိဘူးတောင်ကတုံးတွေဖြစ်သွားပြီအေယာဝတီမြစ်ချင်းတွင်းမြစ်ရဲ့မြစ်ဖျားတွေမှာရေစုဆောင်းပေးမဲ့တောတွေမရှိတော့ဘူးဆိုရင်ဒီအေယာဝတီမြစ်ချင်းတွင်းမြစ်ကြီးဖြတ်သွားတဲ့အလဲပိုင်းဒေသနဲ့ဟိုမြို့ဝကျွန်းပေါ်အောက်ပိုင်းဒေသတွေမှာစောစောပြောတဲ့ downstream ဆိုတဲ့ဒေသတွေမှာအကျိုးသက်ရောက်မှုတွေဆိုးရတဲ့အကျိုးသက်ရောက်မှုတွေအများကြီးဖြစ်နိုင်တာပေါ့တဲ့နော်ဒါကြောင့်မလို့တို့ကသဘာဝပတ်ဝန်းကျင်အကြောင်းပြောလို့ရှိရင်ကိုယ်နိုင်ငံရဲ့ပထဝီအနေထားကိုအရင်မြင်ရမယ်အဲ့ဒါပြီးလို့ရှိရင်ဒီရေဝေရေလဲဒေသဆိုတဲ့ဘုဟုတုတအတိလေးလဲတို့ကနည်းနည်းရှိဖို့လိုတာပေါ့သူမြင်နော်ဒီလိုရာသီဥတုတွေပြောင်းလဲပျက်စီးလာတာဟာတိတိတသာရေကြီးရေရှမ်းဖြစ်တာ2015ခုနှစ်ကပေါ့ဒီအေယာဝတီချင်းတွင်းမြေဝမ်းလွန်ပြင်ကြီးတွေတစ်ခုလုံးမှာရေမတက်စဘူးတွေတက်ခဲ့တာပေါ့နော်ပြီးခဲ့တဲ့နှစ်ကရေကြီးတဲ့ဟာကြတော့ကလောတို့လိုတောင်ကြီးတို့လိုတောင်ပေါ်မြို့ကြီးတွေပါရေကြီးရေရှမ်းဖြစ်ပြီးအိမ်တွေပြိုမြေတွေပြိုကျအိမ်တွေမျောသွားတိုက်တွေပြိုကျစသဖြင့်လမ်းတွေပြက်အဲ့ဒီလောက်ထီအောင်ဘာလို့ဖြစ်တယ်လဲလို့ဖြေရှာကြည့်မယ်ဆိုလို့ရှိရင်တို့နိုင်ငံရဲ့စောစောပြောသလိုပထဝီအနေထားရ
ရှိတဲ့ရှိလိုက်တဲ့နေရာမှာတောတွေမရှိတော့ဘူးနော်ဆိုတော့ဒါသဘာဝပတ်ဝန်းကျင်တွေပြက်စပြုလာတယ်နော်အဲ့ဒီပြက်စပြုလာတဲ့ဟာကဆိုးဝါးပြင်းထန်လာတဲ့ရာသီဥတုနဲ့တွေ့တဲ့ခါကျတော့ဖြစ်လိဖြစ်တာမရှိတဲ့ဖြစ်ရိုးဖြစ်စဉ်နဲ့ကြော်ပြီးတော့အလွန်အကျူးတွေဖြစ်တာပေါ့နော်ဟိုတမိမဲတဲ့မိခွန်းတော့မှာတောင်ကြီးတို့ကလောတို့ရေကြီးတယ်လို့ပဲဟိုမိုးထိမိုးမိဆိုတဲ့ဒေတာပေါ့ရွှေတွင်းတွေတူးတဲ့ရွှေတွေကိုအကြီးအကျယ်တူးခဲ့တဲ့ရွှေလောက်ကတွေအများပြားနဲ့မြေကြီးတွေကိုဖွာခဲ့တဲ့ဒေတာမှာရွာလုံးကျွတ်မြေပြိုပြီးတော့မြုံနှုံးမြေတွေရဲ့အောက်ကိုလူတွေရောအိမ်တွေရောတခါတည်းမြုပ်သွားတဲ့ဆိုတာတို့ဘာသာရေးရကြည့်မယ်ဆိုမြေမြူတယ်လို့ပြောလို့ရတော့နော်သို့တော်လည်းအဲ့ဒီရွာထဲမှာလူတဲ့နေတဲ့လူတွေဟာမကောင်းမှုလုပ်လို့မြေမြူတယ်ဆိုတာထက်သူတို့ပတ်ဝန်းကျင်သူတို့မထိန်သိမ့်နိုင်နေခဲ့လို့ဒီလိုဖြစ်ရတယ်လို့ပြောနိုင်တာပေါ့နော်အဲ့တော့ရှိတဲ့ရှိတဲ့တောရှိတဲ့နေရာမှာတောကိုထိန်သိမ့်ထားရမယ်နောက်တစ်ခါဓာတ်တတုတူးတယ်ဓာတ်တတုတူးတယ်ဆိုလို့ရှိရင်သူ့ရဲ့စီမင်းစည်းကမ်းတွေရှိတယ်ဓာတ်တတုတူးခဲ့ဆိုတဲ့မြေကြီးကိုဖွာရတာပေါ့နက်နက်ကြီးတွေတူးကြတော့မြေစာတွေထွက်တာပေါ့သူစည်းကမ်းအရဆိုရင်အဲ့ဒီနေရာမှာစိတ်တိုင်းကြတူးပြီးပြီဆိုရင်အဲ့ဒီနေရာမှာအဲ့ဒီမြေလေးတွေနဲ့ပြန်ဖို့ခဲ့ပြန်ကြိတ်ခဲ့ဒီလိုလုပ်ရမယ်လို့စီမင်းစည်းကမ်းတွေရှိပါလျက်နဲ့ဒီတွင်းရနေပြီးတော့ဓာတ်တတုတွေရပြီးရင်ပြန်ဖို့ရမယ်အစားနောက်တွင်းကိုဆက်လုပ်ကြအဲ့လိုနဲ့မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာမြေစာပုံတွေပြိုလို့လူတွေပြီးသွားတယ်ဟုတ်လားအမျိုးစုံကြားနေရနော်အဲ့ဒါတွေဟာသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်မှုအားနည်းခဲ့လို့ဖြစ်နေတယ်လို့ဦးကအဲ့လိုယူဆပါတယ်သူနော်ဟိုတစ်ပင်တစ်တော်တွေရှိခြင်းအဖြစ်အဲ့ဒီဒေသမှာရွာတဲ့မိုးတွေကိုရေကိုထားရမစီးစင်းစိတ်ပဲနဲ့အမြင့်တရားနေပြီးတော့စုပ်ပြီးတော့ရေတွေကိုထိမ့်သိမ့်ထားတာပေါ့တဘောကတော်ကြီးဆိုရင်ဘယ်လောက်ထိမ့်သိမ့်နိုင်မလဲဆိုတာမှန်းကြည့်လို့ရတယ်အဲ့ဒီတော်ကြီးမရှိတော့ဘူးဆိုရင်ရွာသမျှမိုးတွေကမြေကြီးအပေါ်ယံကတွေ့သမျှတိုက်စားပြီးတော့တစ်ချိန်နဲ့တခါတည်းအောက်စီးဆင်းသွားတာစီးဆင်းနေဆိုတော့ရိုးမရှိဘူးတွေ့သမျှအကုန်တိုက်စားသွားတာနော်အဲ့ဒီလိုတိုက်စားပြီးတော့တစ်ပင်မရှိလို့တိုက်စားရုံနဲ့မကဟိုးမြေအလဲပိုင်းတို့အောက်ပိုင်းတို့မှာသွားပြီးအဲ့ဒီတိုက်စားလာတဲ့အနယ်အနှစ်တွေကိုပို့ချတာပဲမြေရဲ့အောက်ပိုင်းကျမ်းမြေမှာပို့ချတာမြေကြီးကတော့ပြည့်နေတယ်ဒါမှမဟုတ်ရေကတိမ်နေလေးဖြစ်နေမယ်တဖြည်းဖြည်းနဲ့မြေကျမ်းမြေကမြင့်လာတဲ့အခါသူရေတူလောင်နိုင်တဲ့အားနဲသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစောစောပြောတဲ့ downstream လို့ပြောတဲ့ဒေသတွေမှာအများကြီးဒုက္ခရောက်တာပေါ့နော်အဲ့တော့လူနေအင်ဂျီတွေဒုက္ခရောက်တယ်လို့ပဲစိုက်ခင်းပြိုးခင်းတွေဒုက္ခရောက်တယ်ရေချောင်းတွေကျင်းသွားတယ်နှုံးတွေပို့ပြီးနေရာဒီမှာတဲတောင်တွေပေါ်လို့ဒီလိုဒုက္ခတွေအကျိုးဆက်တွေဆက်ဆက်နေတာသစ်ပင်သစ်တော့ဆိုလိုတာဟိုအထက်ပိုင်းမှာသစ်ပင်တွေရှိနေကုတ်တွယ်ပြီးတော့ရေတွေသွလုံးထားမဲ့အစားဒီလိုရေသွလုံးထားမဲ့အပင်တွေမရှိတဲ့အတွက်ဒလဟောရွာသမျှမှုအစီတားမရှိစီးဆင်းသွားတဲ့အခါမှာရေတိုက်စားမှုတွေကမ်းပါပြိုတာတွေနောက်တစ်ခုကရေဟိုဘက်ကန်းဒီဘက်ကန်းကူးနွေရာသီဆိုရင်ရေကူးရမလို့ပဲနဲ့တောင်နေထွန်းပြီးတော့လူဖြတ်သွားလို့ရတာတွေအပူပိုင်းဒေသတွေမှာမြေချောင်းတွေတအားကျင်းသွားတာတွေအဲ့လိုတစ်ဆက်တစ်ဆက်တည်းခံစားရတာပါသူများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေဆိုတာတော့ဘယ်အရာမှနေလူသားတယောက်ချင်းတိုင်းမှာတာဝန်ရှိတယ်လို့ပြောလို့ရတာပေါ့နော်ဟိုကိုယ်နဲ့မဆိုင်ဘူးလို့နေလို့မရတော့အောင်သူပတ်သက်လာတာပေါ့နော်အဲ့တော့ကြတော့မြို့မှာနေတဲ့လူတွေကလည်းကိုမြို့မှာစိမ့်စိမ့်ဆူဆူမြို့ပတ်ဝန်းကျင်မှာစိမ့်စိမ့်ဆူဆူဖြစ်အောင်တစ်ပင်တွေစိုက်ကြဖို့ဆိုတဲ့တာဝန်ကတော့အနည်းဆုံးရှိတာပေါ့အကယ်၍များတစ်ပင်တစ်တော်တွေနဲ့ဆက်ဆက်နေတဲ့မြို့တွေရွာတွေဆိုဘေးရတော်ကိုအရန်ကရောမခုတ်ဖို့ထိန်းထားဖို့ကလည်းဒါအရေးကြီးတာပေါ့နော်အဲ့တော့သဘာဝပတ်ဝန်းကျင်လို့ပြောတဲ့အခါမှာသဘာဝပတ်ဝန်းကျင်ရဲ့အဓိပ္ပာယ်ကတော့အကျယ်ကြီးပေါ့သို့တော့ဥရောကတော့တစ်တော်သမားပြီးတစ်တော်ဘက်ကိုဆွဲပြောနေတာတော့မဟုတ်ဘူးဒါတစ်တော်တွေမရှိရင်တစ်တော်တွေပြန်ဆိုင်ပြီးရင်နော်ဒါကောင်းတယ်ပြန်ဆိုင်ပြီးရင်တောတွေကိုအရန်ကရောမခုတ်ဘဲနဲ့
စီလီကန်လေးနဲ့ခုတ်ကြမယ်ရှိထားတဲ့သဘာဝကျပတ်ဝန်းကျင်မှာရှိတဲ့တစ်တော်လေးတွေကိုထိန်းထားကြမယ်ဆိုရင်ဒါကောင်းတယ်လို့ဥရောပြောချင်တယ်ဥပမာဘရာဇီးနိုင်ငံမှာမြို့ဧရိယာနဲ့တစ်ဆက်တစ်ဆက်တည်းပဲဧကထောင်ချီပြီးတော့သဘာဝတော်ကြီးတွေကိုထိန်းထားတယ်အဲ့လိုထိန်းထားခြင်းအပြင်အဲ့ဒီသဘာဝတော်တွေကိုသွားပြီးတော့မြို့ပေါ်လူတွေကျမ်းမာရေးလေ့ကျင့်ခန်းလုပ်မယ်အပန်းဖြေမယ်စသဖြင့်ပေါ့အဲ့ဒီသဘာဝတော်ကြီးရှိနေတဲ့အတွက်ကိုယ့်မြို့ကိုလည်းရာသီဥတုကအေးမြစေတယ်အပူကိုလျော့နေစေတယ်အလားတူပဲအဲ့ဒီတော်တွေကိုသွားပြီးအပန်းဖြေရတဲ့အတွက်အကောင်ပလောင်နေလဲနေရတယ်လူတွေကြီးပဲလောကကြီးမှာနေဖို့လိုတာမဟုတ်ဘူးဒီနေ့ပြောနေတဲ့ဇီဝမျိုးစုံမျိုးခွဲတွေကလည်းအဲ့လိုတောတွေတောင်တွေထဲမှာတောတွေတောင်တွေထဲမှာရှိမှသူတို့ရဲ့စကြက်ဖြစ်ပြီးတော့နေလို့ရတာဒါကြောင့်မလို့ကိုယ့်မျိုးပတ်ဝန်းကျင်မှာတောရှိရင်ကိုယ့်ရွာပတ်ဝန်းကျင်မှာတောရှိရင်ထိန်းထားပါတော့မနေ့တနေ့ပဲဖတ်လိုက်ရတယ်အမေရိကန်မှာရာခင်းကြီးတွေဧကတစ်ဆက်တစ်ဆက်တည်းရှိနေရာခင်းကြီးတွေနဲ့တနေရာနဲ့တနေရာအကူလေးတွေမှာတောအုပ်ကလေးတွေထိန်းထားတယ်သူကအဲ့တော့အဲ့ဒီရလူတွေကဖြေတယ်ကျွန်တော်တို့အနားမှာအကောင်ပလောင်လေးတွေဇီဝမျိုးစုံမျိုးကွဲလေးတွေခိုလို့ရအောင်လို့အဲ့ဒီအုပ်တောအုပ်ကလေးကိုယာမချက်တော့ဘူးအဲ့ဒီလိုဟာလေးတွေဟိုနားတစ်ခွက်ဒီနားတစ်ခွက်အဲ့လိုနော်အဲ့ဒီလိုစိတ်ကူးစိတ်သားမျိုးလေးတွေတို့နိုင်ငံသားတွေသိကြဖို့လိုတယ်နော်ဒါလေးတော့အရင်ဆုံးပေါ့ပြောချင်တာပေါ့နော်